အားလုံးကိုသခင်ယေရှုခရစ်တော်ဖျားရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီပတ်မှာလည်းချစ်တော်ဓမ္မမိတ်ဆွေများတို့ကိုကယ်တင်ခြင်းနဲ့ရှင်တဲ့ယေရှုရှင်ခရစ်တော်ဖျားရဲ့တရားဒေသနာကိုဝင်ငါခွင့်ရလို့တိတ်ကိုဝမ်းမြောက်ကျေနပ်မိပါတယ်ယေရှုရှင်ခရစ်တော်ဖျားဟာကျွန်တော်ကျမအရောက်စီတိုင်းတနည်းအားဖြင့်သူဖန်ဆင်းတဲ့လောကီသားများအားလုံးအပြစ်တရားလက်ကလွတ်ပြီးတော့မှကယ်တင်ခြင်းနဲ့ရှင်တဲ့ကောင်းမြတ်ခြင်းတွေလွတ်မြောက်ခြင်းတွေကိုရရှိဖို့ရန်အတွက်ကျွန်တော်ကျမတို့ကိုတရားဒေသနာတွေတိုက်ကြွေးပါတယ်ဒီထဲမှာယေရှုရှင်ခရစ်တော်ဘုရားဟာဘယ်လိုလုပ်ပြီးကျွန်တော်တို့ကအပယ်ငရဲအပြစ်ငရဲအပြစ်သားဘဝကနေလွတ်မြောက်ရပါမည်အကြောင်းဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာတွေကိုဤဥပဒေသားတွေနဲ့မေတ္တာနဲ့ရှင်တဲ့ကယ်တင်ခြင်းသတင်းစကားတွေကိုပြောပါတယ်အဲ့လိုပြောတဲ့အခါမှာတလောကလုံးကလူသားတွေကြားကြပါတယ်အဲ့လိုကြားတဲ့အခါမှာကျွန်တော်တို့နားကနေအုံနောက်ကနေနှလုံးသားတွေကိုကြားတဲ့အခါမှာကျွန်တော်တို့ခံယူနိုင်တဲ့ခံယူတတ်တဲ့နှလုံးသားမြေ၄မျိုးရှိပါတယ်ပြီးခဲ့တဲ့အပတ်ကပထမဦးဆုံးသောနှလုံးသားမြေဖြစ်တဲ့လမ်းပေါ်မှာကြားတဲ့မြေမျိုးစေ့အနေနဲ့ကျွန်တော်ဝင်ငှခဲ့ပါတယ်ဒီအပတ်မှာတော့ကြောက်ပေါ်မှာကြားတဲ့မျိုးစေ့နဲ့ဆူးပင်ပေါ်မှာကြားတဲ့မျိုးစေ့အနေနဲ့ကျွန်တော်ဝင်ငှခြင်းပါတယ်မျိုးစေ့ကျဲတဲ့သူကဒီပုံမှာတွေ့တဲ့အတိုင်းပဲမျိုးစေ့ကိုကျင်းဖြန့်လိုက်တဲ့အခါမှာတချို့သောမျိုးစေ့တွေကလမ်းမပေါ်မှာကြားတယ်တချို့တွေကတော့ကြောက်ပေါ်များတဲ့နေရာမှာကြားတယ်တချို့တွေကြတော့ဆူးပင်တွေပေါ်မှာကြားတယ်တချို့သောမြေတွေကတော့ကောင်းသောမြေမှာကြားတယ်အဲ့လိုကြားတဲ့နေရာအလိုက်ကြားခြင်းခံရတဲ့မျိုးစေ့တွေရဲ့ရှင်သန်လာခြင်းကတနေရာနဲ့တနေရာဒီ၄မျိုးမှာမတူပါဘူးကြံခဲ့တဲ့ဘက်ကပထမတစ်မျိုးကိုပြောသွားပါတယ်ဒီနေ့တော့ဒုတိယတစ်မျိုးနဲ့တတိယတစ်မျိုးကိုပြောလိုပါတယ်ပထမဒီနေ့အတွက်ပေါ့နော်ပြောချင်တာကတော့ကြောက်ပေါ်မှာကြားတဲ့မျိုးစေ့တဲ့နှုတ်ကပတ်တော်တော့ဒီလိုပြောပါတယ်အချို့သောအစေးတို့သည်မြေနှဲ၍ကြောက်ပေါ်များသောအရ၌ကြသဖြင့်မြေတိမ်သောကြောင့်ချက်ချင်းအပင်ပေါက်တော်လဲနေထွက်သောအခါပူလောင်သည်ဖြစ်၍အမြင့်မစွဲသောကြောင့်ညှိုးနွမ်းပျက်စီးခြင်းတို့ရောက်ကြ၏တဲ့ဒီကြောင့်ပေါ့နော်အားလုံးသိကြမှာပါကြောက်ပေါ်မှာကြားတဲ့ကြောင့်မလို့ကြောက်ပေါ်မှာထင်ဟပ်နေတဲ့မြေလေးအနှဲငယ်ရှိတဲ့ကြောင့်မလို့အဲ့ဒီမျိုးစေ့ကနော်ချက်ချင်းအပင်ပေါက်ပါတယ်ဒါပေမဲ့ကြောက်ဖြစ်တဲ့ကြောင့်မလို့အမြင့်မစွဲဘူးအမြင့်မဆဲရတဲ့ကြောင့်မလို့နေရပူလောင်လာတဲ့အခါမှာညှိုးပြီးသေသွားတာဖြစ်တယ်ဒါယေရှုခရစ်တော်ဖျားဘာကိုဆိုလိုတာလဲဘာကိုဆိုလိုတာလဲတရားစကားကိုကြားတဲ့အခါမှာကျွန်တော်တို့အဲ့တရားစကားကကိုယ့်ကိုယခုဘဝနောင်ဘဝကဲတင်တဲ့တရားစကားဖြစ်တဲ့ကြောင့်မလို့ချက်ချင်းဝမ်းသာစွာကျင့်နှက်စွာကျွန်တော်ခံယူမိပါတယ်သို့တော်လဲချက်ချင်းဆိုလို့ဘာဖြစ်လာလဲဆိုတော့ယေရှုရှင်ခရစ်တော်ဖျားကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံမှာကျွန်တော်တို့ယခုဘဝနောင်ဘဝလွတ်မြောက်ခြင်းကိုရတယ်ဆိုတာသိတယ်ဒါကြောင့်မလို့ယေရှုကိုလက်ခံယုံကြည်လိုက်ရင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့အတွက်ကြီးမားစွာသောပြဿနာတွေရှိလာနိုင်တယ်တချို့သောနိုင်ငံတွေမှာကိုကွယ်ရာမိယိုးဖလားဘာသာကနေခရစ်တော်ကိုလက်ခံလိုက်ရင်ကြီးလေးတဲ့အပြစ်ကျူးလွန်သူလို့ခံယူတာဖြစ်တယ်တချို့သောနိုင်ငံတွေမှာဆိုရင်အဲ့လိုကိုဘာသာကနေခရစ်ယာန်ဘာသာတည်းဟူသောခရစ်တော်ကိုလက်ခံလိုက်တာနဲ့ကြောက်ခဲနဲ့မသေးအောင်ပြစ်ပေါက်တပ်ဖြတ်ခြင်းခံရတာဖြစ်တယ်တချို့ကြတော့ကိုယ့်ရဲ့မိသားစုအဝန်းဝိုင်းရဲ့ဝန်းနေပေါ်ရာကြေကွဲပေါ်ရာစွန့်ပစ်ခြင်းကိုခံရပါတယ်တချို့ကြတော့
တိထက်ပိုပြီးတော့မှထောင်သွင်းကျင်းချခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနဲ့လူမျိုးတုံးသွားရအောင်ကိုဘိုးဝါးတစ်ခုလုံးပျက်စီးသွားရလောက်အောင်ကိုဖျက်ဆီးခြင်းပညာသားပါစွာနဲ့ဖျက်ဆီးခြင်းကိုခံရတာဖြစ်တယ်။ဒါကြောင့်မို့လို့တရားစကားကိုကြားလို့ကိုကယ်တင်ခြင်းရတယ်ဆိုတာသိပေမဲ့ဒီဘေးပယောဂတွေရဲ့ကြီးလေးတဲ့ဖိအားကြီးလေးတဲ့ကိုယ့်ပေါ်မှာပြုတ်လာမဲ့ရက်ဆက်ကြမ်းကြုတ်ခြင်းတွေကိုခံရမှာကိုစိုးရိမ်တော့တကြောင်မို့လို့ယေရှုပေးတဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့တွေခံယူခြင်းပေမဲ့ကျွန်တော်တို့စွန့်ပစ်လိုက်တာဖြစ်တယ်။အဲ့ဒါကိုယေရှုကကြောက်ပေါ်မှာကြားတဲ့မျိုးစေ့နဲ့နှိုင်းပါတယ်။နောက်တစ်ချက်ဆူးပင်ပေါ်မှာကြားတဲ့မျိုးစေ့တဲ့ဆူးပင်ပေါ်မှာမျိုးစေ့ကြားတဲ့အခါမှာဒီမျိုးစေ့ကတော့ပေါက်ပါတယ်နော်ဆူးမပေါက်ပါတယ်အချို့သောအစေ့တို့သည်ဆူးပင်တို့တွင်ကြားသဖြင့်ဆူးပင်တို့သည်ကြီးပွား၍ညှင်းဆဲကြတယ်တဲ့ယေရှုကဒါဘာကိုဆိုလွယ်လဲဆိုရင်ဆူးပင်တို့သည်တွင်အစေ့ကိုကျဲခြင်းအကြောင်းအရာကားတဲ့တရားစကားကိုကြား၍လောကီအမှု၌စိုးရိမ်ခြင်းစီးစိမ်ဥစ္စာဤလှည့်စားခြင်းသည်တရားစကားကိုလွှမ်းမိုးညှင်းဆဲတတ်သောကြောင့်အတိမတိနိုင်တဲ့ဒီအစေ့ကတော့အပင်တော့ပေါက်တယ်ဒါပေမဲ့ तू ပေါက်တဲ့အပင်ကဆူးချုံနွယ်တွေကြားထဲမှာအပင်တွေကြားမှာဖြစ်တဲ့ကြောင့်မလို့တဲ့အပင်တော့ပေါက်လာပေမဲ့အတိမတိနိုင်ဘူးတဲ့ဘာကိုဆိုလိုတာလဲဆူးပင်တဲ့ညှင်းဆဲခြင်းတဲ့လောကီရဲ့เนาะကျွန်တော်လောကီအမှု၌စိုးရိမ်တယ်တချို့နိုင်ငံတွေမှာသင်တမရလုပ်မယ်ဆိုရင်သင်ဝန်ကြီးချုပ်လုပ်မယ်ဆိုရင်သင်တကယ့်ကိုဘိုလ်ချုပ်ကြီးလုပ်မယ်ဆိုရင်သင်ကတကယ်ကြီးမားတဲ့ယာဒူးကိုလိုချင်ရင်ခရစ်တော်ကိုလက်ခံခြင်းကနေသင်စွန့်ပစ်ရမှာဖြစ်တယ်။နို့မဟုတ်ရင်သင်ကိုဒီယာဒူးမပေးဘူး။အဲ့ဒီခါမှာသင်ရဲ့တက်မဲ့ခြင်းပေါ့ဒီယာဒူးယာကန်တက်မဲ့ခြင်းကသင်ကိုညှင်းဆဲတဲ့အခါမှာသင်မှာရှိတဲ့ခရစ်တော်ပေးတဲ့ဝမ်းမြောက်ပျော်ရွှင်ခြင်းတွေဆိုတဲ့အသီးတွေမသီးနိုင်တော့ဘူးဖြစ်တယ်။နောက်တစ်ခုစီးစိမ်ဥစ္စာဤလှည့်စားခြင်းတဲ့တချို့လည်းကြားဖို့မှာပါနော်။အော်ငါသားကိုလိုချင်လားငါသမီးကိုလိုချင်လားဒါဆိုရင်ခရိယန်ဘာသာကိုစွန့်ငါတို့ဘာသာတဲ့ဝင်မရမယ်ဒါမှမဟုတ်ရင်လည်းပဲမင်းယာဒူးတိုးချင်လားမင်းငွေရချင်လားဒါဆိုရင်ခရစ်တော်ကိုစွန့်ခရိယန်ဘာသာကိုစွန့်ဒါမှမင်းနဲ့ငါတို့အလုပ်တူတူလုပ်မယ်စီးပွားတူတူလုပ်မယ်စတဲ့လောကီစီးစိမ်တွေရဲ့ပေါ့နော်လှည့်စားခြင်းတွေကကျွန်တော်တို့ရဲ့ထာဝရနဲ့ရှင်တဲ့ကယ်တင်ခြင်းဆိုယေရှုပေးတဲ့အဖိုးမဖြတ်နိုင်တဲ့အရာနဲ့နှိုင်းရှင်တဲ့အခါမှာယေရှုပေးတဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့ကလစ်လူရှုပြီးတော့မှကျွန်တော်တို့တွေလောကသားတယောက်လိုပဲအသက်ရှင်တော့တာဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အသက်တာမှာကြောက်ပေါ်မှာကြတဲ့မျိုးစေ့လိုဆူးပင်ပေါ်မှာကြတဲ့မျိုးစေ့လိုကျွန်တော်အသက်တာကျွန်တော်တို့ကယေရှုကိုလက်ခံယုံကြည်တယ်ယေရှုရဲ့ကယ်တင်ခြင်းနဲ့ရှင်တဲ့ဧဝံဂေလိသတင်းစကားကိုကျွန်တော်လက်ခံမယ်ဆိုရင်ဘယ်လို့မှအပင်မပေါက်နိုင်ဘူးအသီးလည်းမသီးနိုင်ဘူးကျွန်တော်တို့တွေထာဝရနဲ့ရှင်တဲ့ကယ်တင်ခြင်းဆုကျေးဇူးဆုံးရှုံးမဲ့အပြင်ယခုဘဝမှာလည်းပဲလူတို့ကြံစည်မိနိုင်တဲ့ဝမ်းမြောက်ခြင်းတွေပျော်ရွှင်ခြင်းတွေငြိမ်သက်ခြင်းတွေကျမ်းမာချမ်းသာခြင်းတွေကကျွန်တော်တို့မှာရတဲ့ရထိုက်တဲ့ဒီဆုကျေးဇူးကိုကျွန်တော်တို့ခရစ်တော်စီကမရတာပဲဖြစ်တယ်ချစ်တဲ့ညီကိုမောင်မတို့ကိုယ့်ကိုဖန်ဆင်းတဲ့ဖခင်ကကိုယ့်ကိုပေးတဲ့ဒီကယ်တင်ခြင်းသတင်းစကားထက်ဘယ်အရာမှတန်ဖိုးမကြီးပါဘူးဒါကြောင့်မလို့ကိုရောရဲ့ကယ်တင်ခြင်းနဲ့ရှင်တဲ့ကောင်းသောမျိုးစေ့ကိုကျွန်တော်တို့တွေကြောက်ပေါ်မှာမကြရပါမည်ကြောင်းဆူးပေါ်မှာမကြရပါမည်ကြောင်းကျွန်တော်နှလုံးသားကိုအသစ်တဖန်ပြန်လဲပြင်ဆင်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်ကိုဝေငှရင်းနဲ့ချစ်တဲ့ဓမ္မမိတ်ဆွေညီကိုမောင်မအားလုံးတို့ကိုတိုက်တွန်းနှိုးဆော်ပါတယ်အရောက်စီတိုင်းဖျားသခင်ကောင်းကြီးပေးပါစေအာမင်